high value woman တယောက်ရဲ့နှုတ်ဆက်ခြင်းနဲ့တန်ဖို့ရှင်တို့သတိထားမိလားရှင်တို့ကိုလူတွေကအထင်လွဲတဲ့အခါတယောက်ယောက်ကရှင်တို့မကောင်းပြောတဲ့အခါမှာရှင်အပြေးလွှားသွားပြီးတော့သူတို့ကိုရှင်းပြဖို့ရမလားငါကဒီလိုမဟုတ်ပါဘူးငါဘက်ကတော့ဒီလိုမျိုးဖြစ်နေရဆိုတာမျိုးရှင် energy ကိုသူတို့ပုံအောပေးလိုက်တာမျိုးပေါ့ကျမအမှန်တိုင်းပြောရမလားရှင်အဲ့လိုလုပ်နေသည်ရှင်အတန်မိုးကကြာဆင်းနေမှာပဲသူကရှင်ကိုတန်ဖိုးထားမှာမဟုတ်ဘူးရှင်ဘလို့လူမျိုးလဲဆိုတာရှင်ကိုယ်တိုင်ပဲသိဖို့လိုတာအခြားသူတွေကရှင်ဘလို့ပဲမြင်အဲ့ဒါသူတို့ရဲ့အသိဉာဏ်နဲ့ပဲသက်ဆိုင်တယ်ရှင်တန်မိုးနဲ့မဆိုင်ဘူး so အဲ့ဒီတော့အဲ့ဒီလူတွေကိုရှင်ကိုအထင်လွဲခွင့်ပေးလိုက်ပါရှင်ဘာမှလိုက်မရှင်းပြနေပါနဲ့တော့ high value woman တယောက်ကစကားအများကြီးမပြောဘူးလိုအပ်တာထပ်ပို့ပြီးဘသူ့မှရှင်းမပြအောင်ရှင်စကားအများကြီးပြောပြီးအငင်းခုန်လုံးနေရှင်အော်ရာပြက်စီးသွားမှာပဲနောက်ခါကျရင်ရှင်ဒေါသထွက်တဲ့ခါမျိုးမှာဘာမှမပြောဘဲနဲ့တိတ်ဆိတ်ပြီးတော့နေကြည့်လိုက်ပါရှင်မကြိုက်တဲ့အရာတစ်ခုတွေ့လာတဲ့ခါဘာမှမပြောနဲ့ဆက်မပြောဘဲနဲ့လှည့်ထွက်ခဲ့လိုက်အဲ့လိုနှုတ်ဆိတ်နေလိုက်ချင်းကပဲရှင်တို့အပေါ်ပေးနိုင်တဲ့အကြီးမားဆုံးအပြစ်ပေးမှုပဲဒီလိုလူမျိုးတွေကရှင်းပြဖို့မထိုက်တန်ဘူးသူတို့ကို attention ပေးဖို့လည်းမထိုက်တန်ဘူးကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့ energy တွေသူတို့ပေါ်မှာတုံးဆွဲဖို့မထိုက်တန်ဘူးရှင်စကားနဲ့လေရှင်ရဲ့နှလုံးတွေကတန်မိုးကြီးလေပဲပြီးတော့အဲ့လိုလူမျိုးတွေကရှင်ရဲ့ဖြည့်ရှင်းချက်တွေရှင်းပြပေးမှုတွေနဲ့မထိုက်တန်ဘူးအကယ်၍ရှင်ကပန်းလေးတစ်ပွင့်ဆိုရင်လိပ်ပြရင်တော့ကိုရှင်ကလိုက်ဖမ်းနေမှာမဟုတ်ဘူးရှင်လပပလေးပွင့်လိုက်ရုံပဲလိပ်ပြတွေကရှစ်စီရောက်လာလိမ့်မယ်ရှင်ကိုရှင်လပပလေးဖျောက်ပြုစုပြုထောင်ရင်လိပ်ပြတွေကရှင်အနာကိုရောက်လာမှာပဲလူမှုဆက်ဆံရေးမှာလည်းအဲ့လိုပဲရှင်ကိုအလေးမထားတဲ့သူတွေနောက်ကိုမလိုက်နဲ့ရှင် time attention လုံးဝလွယ်မပေးပါနဲ့ရှင်စီကဖုန်းတကော message တစ်စောင်ရဖို့ကလူတိုင်းအတွက်ဆွလက်တစ်ခုလိုဖြစ်နေရမယ်တခါလီမှာလဲလူတွေကရှင်ကိုရန်စကြင်ကြလိမ့်မယ်။ဘာလို့လဲဆိုတော့ရှင်မှာရှိနေတဲ့အေးချမ်းမှုမျိုးတည်ငြိမ်မှုမျိုးသူတို့စီမှာမရှိလို့ so ရှင်ကသူတို့နဲ့ဆင်းပြီးတော့ရန်ဖြစ်လိုက်တာနဲ့ရှင်တို့နဲ့အတူတူပဲဖြစ်သွားမယ်။အဲ့လိုလူမျိုးတွေနဲ့အတူတူပဲဖြစ်သွားမယ်။ရှင် inner peace ကိုဘယ်အရာနဲ့မှမလဲပြစ်ပါနဲ့။ရှင်ကအရန်တော်တဲ့မိန်းကလေးတယောက်ပါ။ရှင်ကအရာအားလုံးကိုထိုက်တန်တဲ့သူပါ။ရှင်ကကောင်းတဲ့အရာအားလုံးကိုဘသူထက်မဆိုပိုပြီးထိုက်တန်တဲ့လူပါ။အစမရှိတဲ့ကိစ္စတွေမှာဝင်မပါပါနဲ့ရှင်းဆန်တော့အဟိုးကောင်းငင်အမြင့်ဆုံးမှာရှိနေပါစေဒီညအိယာဝင်တဲ့အခါကိုပြန်ပြောပါငါကတည်ငြိမ်တဲ့မိန်းကလေးတယောက်ငါကအစင်အတန်းရှိတဲ့မိန်းကလေးတယောက်ငါရဲ့တည်ငြိမ်မှုကိုဘယ်သူကြောင့်မှအပြတ်စီးမခံဘူးဆိုအဲ့တော့ရှင်းကိုရှင်ပြောသလိုပဲတကယ်လဲရှင်ကလောကကြီးမှာတန်မှုအရှိဆုံးမိန်းကလေးတယောက်ပါအဲ့တော့ရှင်းကိုရှင်ကောင်းပြုစုပြောထောင်ပါ